ဝါနီးချက်ပလေယာတော်တော်များများရဲ့အိမ်မက်လို့ပြောလို့ရတဲ့ KOL တနည်းအားဖြင့်ခေါ်ရင်တော့ Key Opinion Leader ပေါ့ဗျာဆိုတော့ခုကြည့်နေတဲ့လူက KOL ဖြစ်ဖို့ကြိုးစားနေတဲ့လူတယောက်ဆိုရင်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်တော့ဖို့ပြောချင်ပါတယ်ကြည့်ဆိုကြည့်လိုက်ရှာအောင်ရှိနေပြီးကြတော့ subscribe လေးလည်းလုပ်သွားနော်ကုသိုလ်ရတယ်ပထမဆုံးကျွန်တော်တို့က platform တစ်ခုကိုရွေးရမယ်ပေါ့နော်TikTok YouTube Facebook ဆိုပြီး၃မျိုးရှိရကွာအဲ့ထက်ကနေတစ်ခုရွေးလိုက်ပါငါ edit ကို font နေနေပဲလုပ်ပါငါ highlight တွေထုတ်ပြီး edit လုပ်ပါ short video တွေပဲတင်ပါဆိုရင် TikTok ရွေးလိုက်ပေါ့နော်ဒါမှမဟုတ်ငါတော့ video share တွေတင်ပါ every patch တောင်းတွေတင်ပါ gameplay တွေဒါမှမဟုတ် guide တွေလုပ်မှဆိုရင်တော့ YouTube နဲ့ Facebook တစ်ခုကိုရွေးလိုက်ပေါ့နော် video share တွေတော့TikTok မှာတော့မတင်တယ်ပေါ့နော် TikTok အကောင့်တွေက edit ကျန်းစာကြီးတွေပေါက်ပန်40 video တွေဖင်လုပ်တာတွေလောက်ကြည့်တာဆိုတော့ကွာအဲ့ထဲမှာကိုလုံးမဲ့တစ်ခုကိုတတိချာချာရွေးပေါ့နော်တကယ်လို့ကိုက Facebook နဲ့လုပ်ဖို့ရွေးချယ်ထားရဆိုရင် follower 1000ရှိရမယ်ပေါ့နော် TikTok နဲ့လုပ်မယ်ဆိုရင် follower 3000ရှိရမယ် YouTube နဲ့လုပ်မယ်ဆိုရင် subscriber 3000ရှိရမယ်3000နော်3000ဟာ Facebook ကကြာ1000 TikTok ကကြာ3000 YouTube ကျမှဘာလို့3000လဲလေပေါ့YouTube ကကျတော့ရှားခက်လို့တော့ပြောတာပဲကျွန်တော်တော့ YouTube ကပိုမြင်တာပဲဗျတိလားဒါကိုပဲကြည့်လိုက်တော့ဗျာနောက်တစ်ခုက view Facebook မှာ video တစ်ပုဒ်ကို view 1k ရှိရမယ်1000ပေါ့နော် TikTok မှာလည်းပဲ view 1000ရှိရမယ်ပေါ့ဗျာYouTube မှာကျတော့300ပဲလို့တဲ့နော်ကျွန်တော်ခုနကပြောသလိုပဲပေါ့နော် YouTube က view ရဖို့ခက်လို့ပါတဲ့နောက်တစ်ခုက video တစ်ပုဒ်မှာရှိတဲ့ကြာချိန်ပေါ့နော် Facebook မှာ video တစ်ပုဒ်မှာဆိုရင်10မိနစ်နဲ့အထက်မှာရှိရမယ်တဲ့ TikTok မှာဆိုရင်အနည်းဆုံး15စက္ကန့်ရှိရမယ် video တစ်ပုဒ်ကိုနော် YouTube မှာလည်း Facebook လိုပဲ10မိနစ်နဲ့အထက်မှာရှိရမယ်နောက်တစ်ခုကလွန်ခဲ့တဲ့2လအတွင်းမှာ One Channel နဲ့ပတ်သက်တဲ့ video 10ပုဒ်ရှိရမယ်လွန်ခဲ့တဲ့2လအတွင်းမှာ10ပုဒ် One Channel နဲ့ပတ်သက်တဲ့ video နော်ဒီဟာက Facebook နဲ့ YouTube အတွက်ပေါ့နော် TikTok မှာကျတော့ editing skill ကောင်းမှုလိုတယ် idea ကောင်းရှိရမယ်ဘာညာပေါ့ကွာဘာမှမဟုတ်ရှောက်ပြောတာတကယ်ကျတော့ view များရှိနေရပြီပြီးကြတော့ One Channel နဲ့ပတ်သက်တဲ့ video ပဲတင်ခွင့်ရှိရနော်ရှား game နေနဲ့ပတ်သက်လို့ဘာညာတင်ခွင့်မရှိကွာတင်ထားရင်လည်းဖြစ်လိုက်ကွာဒါတော့ keyword ဖြစ်sinရင်ရှိတဲ့အရာတွေနဲ့ရှောင်းတဲ့အရာတွေပေါ့နော်ပြီးတော့ keyword ဘယ်လိုရပါလဲဘယ်လိုဖြစ်ရမှာလဲသူကကျတော့ keyword တွေကိုခေါ်တဲ့အချိန်ဆိုတာရှိရပေါ့နော်မရှင်းမှန်းလဲတော့ကျွန်တော်လည်းမသိပါဘူးမင်းအချိန်တိကျမရှိဘူးပေါ့နော်တစ်နေ့ကိုတစ်ခါခေါ်တယ်ကွာသူကKOL တွေခေါ်တဲ့အချိန်ကျရင်တီးရအောင်လို့ဒီမဲ့ KOL official မြန်မာ Telegram အကောင့်လေးကိုတွားပြီးတော့ join ရင် join ထောက်ရရပါတော့ကျွန်တော်ရဲ့ comment နဲ့ description အောက်မှာ link လေးချပေးထားတယ်ကိုကတော့ KOL ဖြစ်ရှင်ပါရဲ့ဘာဗီဒီယိုတွေတင်းလို့တင်ရမယ်မသိလူတွေကဘယ်လိုဗီဒီယိုတွေကိုကြိုက်မယ်မသိအဲ့လိုဖြစ်နေကျွန်တော်ပြောပြမယ်နော်ရင်ဆုံးကိုကဘယ်နေရာမှာအားသာတယ်ဆိုတာသိအောင်လုပ်လိုက်ပါအားသာတဲ့နေရာမှာတုံးချတယ်ဥပမာခင်ဗျာကျွန်တော်တို့ပြော fan ကိုရန်နားလေထားလို့ဆိုရင် guide တွေထုတ်လို့ရတယ်ဗျာ game လေးတွေတင်လို့ရတယ် highlight တွေထုတ်ဘာညာအများကြီးများလုပ်စရာမှာအများကြီးအဲ့လိုမှမဟုတ်ပဲကိုကဘယ်နေရာမှာအားသာလို့တာမှန်းမသိဖြစ်နေရင်ဒီခုတော့စဉ်းစားကြည့်လိုက်ပါ gameplay edit ကျန်းစာကြီးတွေနဲ့လူအံ့ဩသွားအောင်ဒီပဲကျန်းလိုက်လားအဲ့လိုပါအဲ့လိုလုပ်ချင်တာလားဒါမှမဟုတ်နောက်လာမယ် event အသစ်တွေကဘာတွေဆိုပြီးတော့အတိအမှာလူတွေကိုမျှဝေပေးချင်တာကွာ sharing လုပ်ချင်တာကွာအဲ့လိုမျိုးလား hero revamp လုပ်တာတို့ adjustment လုပ်တာတို့တခုပေါ့ကွာလုပ်ကြည့်လုပ်ဆရာကြီးမှာအများကြီးကွာမင်းကရိုက်တက်လို့တော့မဟုတ်ကျွန်တော်ကအစားတော့ဘာသာဗီဒီယိုတွေဗန်ဒီရှင်ရတာပေါ့ဗျာဒါပေမဲ့ကျွန်တော်ဖြစ်ရှင်တာကကျွန်တော်ဗီဒီယိုတွေကိုကြည့်ပြီးတော့တို့စိတ်ပင်ပန်းနေတဲ့အရာတွေခဏတာဒီပြောက်သွားစေချင်ရပေါ့နော်အဲ့လိုနဲ့ပဲဘာသာဗီဒီယိုတွေတင်မယ်ဆိုပြီးတောက်လဲလုပ်ထားတဲ့ဗီဒီယိုတွေကိုကျွန်တော် YouTube မှာတင်လိုက်တယ်ပေါ့နော်အဆင်ပြေပနေအဲ့ဒါနဲ့ပဲဟာသူများတွေ event ချောင်းတွေတင်နေတာယူရီရနေရပဲဆိုပြီးကျွန်တော်က like တင်ကြည့်တယ်စင်မပြေပြန်အဲ့ဒါနဲ့ပဲနောက်ဆုံးကျတော့ဟာငါလည်း funny လေးကျင့်နေရဆိုတော့ဒါလေးလုပ်ကြည့်လိုက်မယ်ကွာဆိုပြီးတင်လိုက် damn bro ထင်တော့မထင်တော့တကယ်ပြောအဲ့ဗီဒီယိုလေးကြောင့်ကျွန်တော်တော်တော်ပျော်သွားရပေါ့နော်ပျော်လင်းချက်လေးရတယ်ပေါ့အဲ့လိုနဲ့ပဲနောက်ထပ်တွေတင်ဖြစ်တော့ yeah အဆင်ပြေနေသေးရတယ် funny နဲ့ပတ်သက်တာတွေလုပ်ဖြစ်သွားခဲ့တာပေါ့ဗျာအဲ့လိုပဲတခုမဟုတ်တခုကတော့အဆင်ပြေသွားမှာအဓိကကိုကလက်မလျှော့ဝယ်ပေါ့ပြီးတော့သူများလုပ်ထားတဲ့ဗီဒီယိုတိုင်း copy မချနဲ့ကွာကိုပုံစံနဲ့ကိုလုပ်ကွာအခြားလူတွေနဲ့မတူတာတခုခုအတစ်ဆန်းလေးကွာသိလားကျွန်တော်ကတော့ platform တစ်ခုလောက်ကနေပဲရင်စားဖို့အကြံပေးနေတယ်ပေါ့နော် KOL ရှာဖို့တတ်မှတ်ထားတဲ့လိုအပ်ချက်လေးတွေမြန်ပြအောင်လို့ပေါ့နော်ကျွန်တော်ရဲ့ KOL ဖြစ်ဖို့ကြိုးစားနေရမို့လို့ဗမ်ကြည့်ရင်ကျွန်တော် channel လေး subscribe လုပ်ပြီးတော့တောင်းဆိုပါတယ်ဗျာKOL တကယ်ဖြစ်ချင်တော့ကြိုးစားပေါ့နော်သိရှိဖို့တော့လိုတာပေါ့ပြောရရင် TikTok ပိုအဆင်ပြေဗျာသိလားတကယ်ပြောဗီဒီယိုတင်ရင်လည်း MCB လည်း join လို့ရတယ်ကွာအဲ့နေလည်းပတ်စံနေရတယ်ဒါပေမဲ့တခုတော့တည်ထားဖို့လိုပဲ18နှစ်ပြည့်ဖို့လိုရဟုတ်ပါတယ် TikTok ကောင်းစားကောက်ကလေးအတက်ကိုပြောင်းထားမှာပေါ့နော်18နှစ်ပြည့်အောင်ထားလိုက်ကျွန်တော်ကအဲ့ဒါမသိဘဲနဲ့အတက်ကိုအမှန်ကန်သွားထည့်ပေးလိုက်တာအဲ့တော့ join လို့မရအောင် MCB ကနောက်တစ်ခေါက်လည်းမဖောက်ချင်တာနဲ့ရောတနစ်ကျော်ကတော့ follower 1k 1000ကျော်ပဲရှိတယ်နော်
အဲ့ဒါနဲ့တက်တော့ကလည်းတိတ်စိတ်မပါလဲပါပါတယ်အဲ့နဲ့ပဲကျွန်တော် YouTube သွားလုပ်ချင်တော့9လနဲ့ subscriber 1k ကျော်ဆိုတော့မစိုးပါဘူးတကယ်မစိုးပါဘူးအဲ့လိုနဲ့ပဲ YouTube ပဲအာရုံစိုက်တော့မယ်ဆိုပြီးတွေးလိုက်တာနော်ဘာလို့ဆိုကျွန်တော် monetization နဲ့ရချင်တာဗျာပြီးတော့ YouTube ကနေလည်းပတ်စံရှာချင်တာကြောင့် YouTube ကအခု video လည်းပုံမှန်လည်းမတင်ပြပါဘူးဗျာအတန် record ကိုအဆင်မပြေလို့ပါဘယ်လိုပဲဖြစ်ဖြစ်တနည်းနည်းနဲ့တော့ကြံဖန်ပြီးတော့လုပ်ရမှာပေါ့နော်။ ခုမှစားလို့မဲ့တူတွေရောလုပ်နေကြတဲ့တူတွေရောကျူကြပါတဲ့နော်။ဒီကရှင်းနိုင်ပါတယ်။သူမနဲ့တော့မဟုတ်ဘူးပေါ့။ကျွန်တော်ပြောချင်တာဒီ video ကကျွန်တော်ဒီလောက်တက်လောက်လေးတွေကိုကျွန်တော် sharing ပြန်လုပ်ပေးတာဖြစ်ပါတယ်။ပြန်လည်းမျှဝေပေးရပါတော့နော်။အဲဒါကြောင့်အမှားတစ်ခုပါသွားရင်လည်း sorry ပါတဲ့နော်။ဆိုတော့ဒီခေတ်ကြည့်ပေးကြညီကိုတွေအားလုံးကျေးဇူးတင်ပါတယ်။နောက် video မှာပြန်တွေ့ကြမယ်ဗျာ။